မင်္ဂလာပါရှင် Grand Hunter International စေယုံကြီးရဲ့9နှစ်ပြည့် Anniversary Celebration Event ကြီးကိုတော့2026ခုနှစ်လာမယ့်ဇူလိုင်လ9ရက်6ရက်9ရက်တို့မှာစီကားတိုင်းတိုင်းစွာကျင်းပသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ Anniversary Event ကြီးမှာဆိုရင်တော့ 40% discount ဖြင့် Medical Check-up Package တွေကိုရရှိနိုင်မယ့်အပြင် Anniversary ပေးဆန်းတွေကိုလည်းပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်ရှင်ဒါအပြင်8သိန်းစနစ်အထက်စိတ်ကူးတောင်းမှုပေါင်းစားတိုင်းအတွက်ဖလာမပါ Lucky Road CCN ကိုလည်းပါဝင်အောင်မှာဖြစ်လို့လူစည်းမင်းတို့အားလုံးကိုအယောင်လန်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင် Happy 7 year anniversary Grand Hunter စေယုံကြီးကလူနာများရဲ့ယုံကြည်မှုနဲ့ဝန်ထမ်းများအားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ယနေ့ချိန်ထိအောင်မြင်မှုတွေရရှိလာနိုင်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ရှေ့ဆက်ပြီးတော့လည်းလူနာများရဲ့ယုံကြည်မှုကိုတန်ဖိုးထားပြီးကောင်းဆုံးဝန်ဆောင်မှုများနဲ့လက်ထွေးမှုတွေပေးရတာမျိုးလည်းကတိပြုရပါရဲ့ရှင်။ Happy 7 year anniversary ပါ။ Grand Hunter စေယုံကြီးရဲ့9နှစ်တာကာလမှာစ၍လူနာများရဲ့ယုံကြည်မှုများနဲ့အတူပုံမတိုးသက်ကောင်းမှုတော့ရှေ့ဆောင်စေယုံကြီးတစ်ခုဖြစ်ဆက်လက်ရည်တည်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ Happy 7 anniversary Grand Hunter စေယုံကြီးနိုင်ငံမှာလည်းကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍမှာလူနာများအားလုံးအကူအတော့ထိပ်တန်းစေယုံကြီးဖြစ်ဆက်လက်ရည်တည်နိုင်ပါစေရှင်။ဝန်ထမ်းတွေအတွက်လည်းထိမ့်မဲ့နေလူနေမြတ်တွေမှာထွေးမွေးတွေရောမြစ်တာလက်ဆောင်ပေးတာတွေရော bonus ပေးတာတွေရောဒီထက်မကပိုပြီးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ဝန်ထမ်းများအားလုံးချစ်ရတော့စေယုံကြီးဖြစ်ဆက်လက်ရည်တည်နိုင်ပါစေရှင်။ Happy 7 year anniversary Grand Hunter စေယုံကြီးရဲ့9နှစ်တာကာလတခြားလူနာများရဲ့ယုံကြည်အားကိုးမှုဟာကျမတို့အတွက်ညအားတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီယုံကြည်မှုကိုတန်ဖိုးထားတော့အားဖြင့်လူနာသက်ဦးရှင်းစီတို့စေတနာအပြည့်အနှွေးထွေးမှုအပြည့်နဲ့ပြုစုစောင့်ရှောက်သွားပါမယ်လို့ကတိပေးပါတယ်ရှင်။ Happy 7 anniversary ပါ။ကျမတို့ Grand Hunter စေယုံကြီးစဖွင့်တဲ့ချိန်ကနေအခု9နှစ်ပြည့်တဲ့အထိလူနာများရဲ့ကျန်းမာရေးလိုအပ်ချက်များကိုပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ဖို့အတွက်နာမည်ကြီးဝါရင်ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများအဆင့်မြင့်ယောဂရှာဖွေကုသရေး facility များဖြင့်ပြည့်စုံစွာကျန်းမာရေးဝန်ဆောင်မှုပေးရရှိပါရရှင်။ပြင်ပလူနာဌာနအတွင်းလူနာဌာနနဲ့အရေးပေါ်ကုသလူနာဌာနများကိုလည်း24နာရီ9ရက်ပတ်လုံးအချိန်မီရရှိနိုင်ပါတယ်။ဒါတွေဖြင့်ကင်ဆာလူနာများအတွက်ကီမိုဆေးသွင်းဌာန၊ဓာတ်ရောင်ခြည်ကုဌာန၊ကိုယ်ဝင်ကပြန်လည်တန်ဆွမ်းရေးဌာန၊ကြောက်ကက်တန့်စင်ကုသရေးဌာန၊နှလုံးနဲ့သွေးကြောကျဲဌာန၊နားနှာခေါင်းလေကြောင်းကုသရေးဌာနနဲ့စီးချိုယောဂကုသရေးဌာနစတဲ့ပြည်စုံတဲ့ကျန်းမာရေးဝန်ဆောင်မှုများလည်းပေးရလျက်ရှိပါတယ်။လူကြီးမင်းတို့ရဲ့ကျန်းမာရေးအတွက် Grand Hunter စေယုံကအမြဲတမ်းကစောင့်ရှောက်မှုပေးနေမှာပါရှင်9နှစ်တာယုံကြည်မှုများဖြင့် အတွဲခဲ့ကြတော့လူနာရှင်များ Grand Hunter International Hospital မှာကျေးဇူးအထူးတင်ရှိပါတယ်။ Happy 7 anniversary